Sanford တယောက်တကယ်ပဲအငင်းခံလိုက်ရပြီလားအခုလက်တလုံးမှာ Brigida တယောက် Sanford ကိုညင်းလိုက်တော့Tin Liquid Philippines ရဲ့ ESP လိန်နာလေး Sanford တယောက်တော့ကြေကွဲသွားပြီဆိုပြီးတော့ internet တစ်ခွင်မှာသတင်းတွေပြန့်နေပါတယ်ဒီသတင်းတကယ်ဟုတ်မဟုတ်ကိုတော့အခုဗီဒီယိုလေးကိုကြည့်လိုက်ရင်ရှင်းသွားပါလိမ့်မယ်ဒီဇလန်းစတာကတော့မကြသေးခင်မှာထွက်လာတဲ့ Brigida ရဲ့ podcast interview လေးကနေပြီးတော့စတာပါအဲ့ဒီမှာ Brigida က I know my work ကျမအတွက်ဘလို့အနာဂတ်နဲ့ဘလို့လက်တွဲပေါ်လိုချင်တာလဲဆိုတာကိုကိုတေချာသိရဲလို့ပြောလိုက်ပါတယ်အဲ့ဒီစကားလေးကြောင့်ပရိသတ်တွေက Brigida အနေနဲ့ Sanford လေးကိုပိုလိုက် reject လုပ်လိုက်ပြီးမြင်ကြည်လေးညင်းလိုက်ပြီဆိုပြီးတော့ထင်ကုန်ကြပါတယ်Sanford ဟာအသက်ငယ်ရဲ့အပြင် mobile player live ဆိုတာတဘွားလုံးစာမတည်မြဲနိုင်တဲ့အရာဖြစ်တာကြောင့်အငင်းခံဖို့များရဲဆိုပြီးတော့ internet တခွင်သတင်းတွေကချက်ချင်းဆိုသလိုပြန့်သွားခဲ့ပါတယ်။ဒါပေမဲ့တကယ်အမှန်တရားအဲ့လိုမဟုတ်ခဲ့ပါဘူး။သတင်းတွေအရန်ရှုပ်လာတဲ့အခါမှာတော့မနေ့ကတည်းက Brigida ကိုယ်တိုင်သူမရဲ့ Instagram broadcast channel ကနေပြီးတော့စာအရှိန်နဲ့ဝင်ရှင်းပြလာပါတယ်။အဓိကအချက်ကတော့ Sanford လုံးဝညှင်းလိုက်တာမဟုတ်ပါဘူးတဲ့။အဲ့ဒီစာထဲမှာ Brigida အသိအလင်းရေးထားတာက Sanford ဟာတကယ်ချင်းကောင်းတယောက်အနေနဲ့သူမဘွားရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေပါပြီရဲ့။ podcast မှာသူပြောခဲ့တဲ့အတိတ်ပဲအစစ်မှန်ကဘဝမှာရေးစားမထားဘူးတဲ့အတွက်ပထမဆုံးရေးစားဖြစ်လာမဲ့သူကိုအရန်တတိထားပြီးတော့အချိန်ယူရွေးချယ်ခြင်းုံတက်ပါတဲ့တကယ်ချင်းပေါင်းတာတော့တေချာရွေးပေါင်းတဲ့ Brigida အတွက်အချစ်ရေးဆိုတော့အလင်းစလိုမဆုံးဖြတ်ပဲနဲ့တေချာခိုင်မာအောင်တိဆောက်ခြင်းတဲ့ပုံပါပဲပြောရရင်တော့ Sanford ကိုသူစဉ်းစားနေတုံးဆိုတဲ့အတိတ်ပဲပါကဲအခုတော့ရှင်းသွားပြီဆိုတော့ရှေးလျှောက် Tin Liquid Philippines ပွဲတွေမှာ Sanford ကြီး Brigida birthday ရပြီးတော့ဆက်ကျန်းနေအောင်မှာတော့အသေးချပါပဲကိုလူတို့ရောဘယ်လိုထင်လဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးနော်